ရှင်ဖေကမိကောင်းမလျှောက်ခွင့်ပြုပါဖေ။တချို့သောနိုင်ငံရေးသမားလူတွေကဘုံကြီးတွေကိုအများကြီးလှူစရာမလိုဘူး။တကယ်လှူရမယ့်ဆင်းရဲဒုက္ခရောက်နေတဲ့စစ်ဘေးရှောင်ပြည်သူတွေကိုလှူရင်ပို့ပြီးအကျိုးများတယ်ဆိုပြီးပြောကြပါတယ်ဖေ။ဆိုလိုရင်းကတော့ပြည့်စုံပြီးတဲ့နေရာတွေကိုလှူတာထက်လိုအပ်နေတဲ့နေရာကိုလှူတာကပိုအကျိုးများတယ်လို့ယူဆကြပါတယ်ဖေ။ဒါကဓမ္မအားဖြင့်တဘာဝကြပါသလားဖေ။သူအဲ့ဒါကတော့လေဘယ်လိုခေါ်မလဲဆိုတော့ဥစဉ်ကလည်းအဲ့ဒါတခါတယောက်မေးလို့ဖြေပူပါတယ်သူကဘယ်လိုပြောရမလဲဆိုတော့လူတယောက်ချင်းရဲ့စိတ်ဆန္ဒလို့ခေါ်တာပေါ့နော်စိတ်ဆန္ဒလို့ခေါ်တယ်တချို့ကဖျားမှာပဲလူချင်းတယ်တန်ခါမှာပဲလူချင်းတယ်သူလူချင်းတဲ့ဥစ္စာကိုတော့မတားရအောင်ဟုတ်လားမသိဘူးဟိုစာပေထဲမှာပရိနိဒဆိုတာရှိတယ်သူကဘုန်းကြီးကိုလူချင်းတာအဲ့ဒါဘုန်းကြီးမလူနဲ့ဖျားမှာသွားလှူလိုက်ဒီလိုပြောလို့မရအောင်သူကဖျားမှာလူမဲ့ဥစ္စာဖျားမှာမလူနဲ့ဘုန်းကြီးကိုလှူလိုက်အဲ့လိုပြောလို့မရအောင်အဲ့တော့သူကမေးလာခိုင်းတော့ရတယ်လောလောဆယ်တော့တန်ဃာတော်တွေမှာမလိုသေးဘူးတို့လူတို့လောက်ခရောက်နေတယ်လူတွေကိုပို့လူတင်တယ်ဆိုတာအဲ့လို तू မေးလာခိုင်းတော့ကိုကပြောပြလို့ရတယ်ကိုခံဝင်ချက်ကလည်းကိစ္စမရှိခံယူလို့ရတယ်ဟုတ်တယ်လောလောဆယ်မှာတော့တန်ဃာတော်တွေမှာလူမဲ့လူရှိတယ်ဖရားတွေမှာပေါ်နေတယ်ဟောလူတွေဒုက္ခရောက်နေတယ်လူတွေကိုလူတင်တယ်ဒါသူ့ရဲ့ခံယူချက်ဒီခံယူချက်ဟာမှားတယ်လို့ပြောလို့မရဘူးအပြစ်ရှိတယ်လို့ပြောလို့မရဘူးဘယ်ခါမှအပြစ်ရှိတော့တယ်လဲသူခံယူချက်ကိုခံယူချက်တိုင်းမထားဘဲနဲ့လူတွေကိုလိုက်ပြီးတော့ဖရားမှာမလူနဲ့လို့ပြောမယ်ဒါသူများရဲ့လက်လာပါကိုပိတ်ပင်တယ်လို့ဖြစ်သွားမယ်ဖះမှာမလူနဲ့ဇေဒီမှာမလူနဲ့တန်ဃာတော်တွေမလူနဲ့ဆိုရင်တန်ဃာတော်တွေလူမဲ့လက်လာပါတော့ပိတ်တော်ဖြစ်သွားမယ်သူရဲ့စိတ်ဆန္ဒပဲဒါတယောက်ချင်းစီရဲ့ဆန္ဒပါရှိတယ်လေအဲ့တော့ဘာပြောရမလဲဆိုတော့ तू ကကိုလာမေးမယ်တိုက်လာတိုင်းမေးမယ်ပေါ့ဒီလိုရှိတယ်ကျွန်တော်ဘာလို့လွင်ကောင်းမလာမေးရင်တော့ကိုကအကျိုးကြောင့်ပြောပြလို့ရတယ်သူက तू choice ပေါ့နော် तू ရွေးချယ်ပဲစေပေါ့နော်အဲ့ဒါဆိုရင်အပြစ်ကင်းပါတယ်နော်အပြစ်ကင်းတယ်အဲ့ဒါကိုသူများလူမဲ့ဥစ္စာကိုသွားမတားနဲ့သူက तू ဖះလူဇေဒီလူတန်ဃာလူကျင်တဲ့ဟာလူပါစေအဲ့ဒါကိုလူတာကိုသွားတာရင်ကို့မှာအပြစ်ဖြစ်သွားတယ်သူများရဲ့ကုသိုလ်အလှကိုတားမြစ်တယ်လို့ဖြစ်သွားတယ်နော်အဲ့တော့လူတယောက်ချင်းစီရဲ့စိတ်ဆန္ဒကိုတော့ပိတ်ပင်လို့မရအောင်အဲ့တော့ကိုယ့်ရဲ့ဟာကိုတော့ချပြလို့တော့ရတယ်သူတို့မေးလာခင်တော့ချပြလို့ရတယ်နော်ခင်ဗျားဆိုရင်ဘယ်လိုယူဆမလဲဘယ်လိုလုပ်မလဲမေးလာခင်ကိုယ်ငါတော့ဒီလိုပဲဆိုပြပြလို့ရတယ်အဲ့တော့ဒီလိုခံယူချက်ရှိုံနေတော့ပြစ်မရှိသေးဘူးသူများအလှကိုတော့တားရင်တော့ပြစ်ဖြစ်တယ်နော်မြန်မာတွေကဖျားတယ်တာတိတ်ဝါဒနာပါတာပတ်စံရှိရင်ဖျားတယ်တယ်ဘုန်းကြီးတွေလည်းဒီတိုင်းပဲပတ်စံရှိရင်ငကယုံဖျားအစု900 1000 2000အဲ့တော့စာပေနဲ့မညီဘူးအဲ့ဒါကဦးဇင်းတို့ပြောရတယ်နော်ဖျားတွေအများကြီးတဲတာကုသိုလ်မရဘူးမဆိုလို့ဘူးနော်ဖျားတဲတာကုသိုလ်ရတယ်ဒါပေမဲ့အကျိုးမများဘူးစာပေနဲ့လည်းမညီဘူးဦးဇင်းတို့ရဲရဲပြောရတယ်စာပေထဲမှာဘာပါတယ်လဲဆိုတော့အပဋိဋ္ဌိတဒိတာပါကေဆိုတာဇေဒီမရှိတဲ့နေရာမှာပဲတဲရမှာဟုတ်ပြီနော်ဇေဒီဆိုတာဘယ်နေရာမှာတဲရမှာလဲမရှိတဲ့နေရာမှာတဲရမှာဗုဒ္ဓဘာသာဝင်တွေတော့ရှိတယ်ဒါပေမဲ့ဖျားရှင်ကိုပူဇော်ခြင်းနဲ့ဘယ်လိုပူဇော်မှမသိဘူးအဲ့လိုဖျားကိုပူဇော်ခြင်းမှလည်းတဲ့ပူဇော်စရာမရှိတဲ့နေရာမျိုးမှာဇေဒီတရားမှာဘုရားတရားမှာဟုတ်ပြီနော်ကြွားတရားမှာတော့မှဇေဒီနှစ်စုမရှိသင့်ဘူးတဲ့စာထဲမှာပါတယ်နော်ဦးဇင်းတို့စကားမဟုတ်ဘူးထက်ကရာမှာတိုက်ရိုက်ပါတယ်ကြွားတရားမှာတော့မှဇေဒီနှစ်စုမရှိသင့်ဘူးကုသိုလ်မရအောင်မပြောဘူးနော်ဘာဖြစ်လို့လဲဆိုတော့ကဲထားပါတော့ဇေဒီနှစ်စုရှိမယ်ဘာဖြစ်သွားတယ်လဲဆိုတော့လူတွေဟာဇေဒီနှစ်စုရှိရင်ဇေဒီနှစ်စုလုံးကိုပြပြဝဝမပူဇော်နိုင်ဘူးဟိုဘုရားကိုသွားမလို့ဒီဘုရားသွားမလို့လေအဲ့မှာရွေးလာပြီလေဟိုဘုရားကတကိုးကြီးတယ်ဒီဘုရားတကိုးမကြီးဖြစ်လာပြီမလားနော်ဖြစ်လာပြီဦးဇင်းတို့ရန်ကုန်မှာဆိုရင်လည်းရွှေတကိုးမှသွားချင်တာတခြားဘုရားမသွားချင်ဟုတ်တယ်မလားရွှေတုံကဘိုးတကိုးကြီးတူလူဖြစ်လာတယ်အဲ့တော့ဖယားတဆူတဲဆိုရင်တရွာလုံးကဝိုင်းပြီးတော့ပူဇော်နိုင်တယ်အကောင်းဆုံးပူဇော်နိုင်တယ်အသက်ပဲဆုံးပူဇော်နိုင်တယ်နှစ်ဆူရှိပြီဆိုရင်ဟိုဘုရားကိုသွားပူဇော်ရမလားဒီဘုရားသွားမလားအဲ့တော့တဆူဖက်ကိုအားတန်သွားနောက်တဆူကဘာဖြစ်သွားလဲခြုံနေနဲ့နော်ယင်ကြီးတွေတန်းလို့ဖယားကိုပုံမှန်ဆုံးကတ်တဲ့လူလည်းမရှိဘူးပုံမှန်ပန်းပူဇော်တဲ့လူလည်းမရှိဘူးနော်ဖယားကိုလည်းတောက်တောက်ပြောင်ပြောင်မထားနိုင်တော့ဘူးဟုတ်တယ်မလားတတိထားကြည့်လိုက်အဲ့ကြောင့်ဦးဇင်းတို့အမြဲတမ်းပြောတယ်ရှိနေတဲ့ဖယားကိုပုံမှန်ဆုံးကတ်နိုင်အောင်ကြိုးစားအောင်လို့နော်ဆုံးမဝတဲ့ဖယားတွေအများကြီးပဲနော်ဒါစာပေထဲမှာပါတယ်နော်ဒါကြောင့်တဲ့ဖယားအများကြီးမတင်နဲ့နော်ရှိတဲ့ဖယားကိုအကောင်းဆုံးပူဇော်မရှိတဲ့နေရာဆိုရင်တဲတင်လားမတဲတင်ဘူးလားမရှိတဲ့နေရာဆိုတာကဗုဒ္ဓဘာသာတွေတော့ရှိတယ်ဟုတ်ပြီနော်အေးဖယားစီတွေမရှိတဲ့နေရာပြောတာနော်ဗုဒ္ဓဘာသာလည်းမရှိဘူးပူဇော်မဲ့လူမရှိရင်လည်းကောင်းလားဖယားတည်တယ်ဆိုတာကဗုဒ္ဓဘာသာဝင်တွေရှိတယ်ပူဇော်မဲ့လူရှိတယ်ပူဇော်စရာမရှိတဲ့အခါနားလည်ပြီနော်တချို့ကအဲ့လိုတောင်းရှိရင်စီလိုက်တယ်လား
ဦးစင်ဒီဖက်မှာမွန်ပြင်းနေတဲ့ဟိုခီးထွက်လာရင်တွေ့တယ်ဖះမရှိတဲ့တောင်မရှိဘူးထင်တယ်တောင်တိုင်းမှာဖះရှိတယ်အဲ့ဒီဖះကိုဘယ်သူသွားပူဇော်လဲဆိုဘယ်သူမှပူဇော်ဘူးရေကူစိုးနဲ့တေပူဇော်တော့မသိဘူးပေါ့နော်အဲ့တော့ဘယ်သူမှအဲ့တောင်ထိပ်ကိုမတက်နိုင်ပါဘူးနော်အဲ့တော့ဘာဖြစ်လို့လဲမသိဘူးတောင်ရှိရင်ဖះလိုက်တယ်ရတာကြီးပဲဆိုတော့ဦးစင်တို့ဒါကြောင့်ဒီဦးစင်တို့ဘီလင်းကနော်တောင်ဆုံးကဓမ္မဒုတန်ဆရာတော်ကြီးအားလုံးကြားဖို့ကြမယ်ထင်တယ်နော်ပြန်တော်မူသွားပြီဆရာတော်ကြီးခဏပြောတယ်ဇေဒီတဲတယ်ဖះတဲတယ်ဆိုတာသာသနာတကွန်းထူတာတဲ့ဘာထူတာသာသနာတော်တွေထွန်းကားလာတဲ့အခါဗုဒ္ဓဘာသာဝင်တွေများလာတဲ့အခါပူဇော်စရာမရှိလို့ဖះကိုစားဓာတ်တော်ကိုဌာပနာပြီးတော့ဇေဒီတဲကြတယ်ဖះကိုစားစင်းလူတော်ထုပြီးတော့ဩဒိတဇေဒီနဲ့ပူဇော်ကြတာတဲ့အဲ့တော့ပူဇော်တဲ့လူတွေရှိတဲ့နေရာမှာပူဇော်စရာမရှိလို့သာသနာတကွန်းထူတဲ့အနေနဲ့ဇေဒီတဲတာဖះပူဇော်တာဒါကြောင့်ဦးဇင်းတို့ဖះဇေဒီဆိုတာကပတ်စံရှိတိုင်းတဲရတာမဟုတ်ဘူးနော်အေးပတ်စံရှိတိုင်းတဲရတာမဟုတ်ဘူးဒါစာပေထဲမှာပါတယ်ဒီနေ့ခေတ်ကဘာဖြစ်လို့လဲမသိဘူးပတ်စံရှိရင်ဖះတဲမယ်ဇေဒီတဲမယ်ဆိုတာကြီးပဲသာသနာတော်မှာပရိယပฏิပတ်အထုတ်နေတဲ့တန်ဃာတော်တွေအများကြီးပဲအဲ့လိုပရိယတိအထုတ်နေတဲ့တန်ဃာတော်တွေလိုအပ်တဲ့စာအုပ်စာတမ်းတွေလှူဒန်းလိုက်ပိုမကောင်းဘူးလားပိုအကျိုးများတာပေါ့တက်ရှိဖះတွေနော်စာပေသင်ကြားနေတဲ့ပို့ချနေတဲ့ဆရာတော်တွေကဘာဖះတွေလဲတက်ရှိဖះတွေအဲ့တက်ရှိဖះတွေကိုမေ့ပြီးနေရတာနော်တက်ရှိဖះတွေမေ့နေကြတာအေးကောင်းပြီဒါကဖះတေတာနဲ့ပတ်သက်ပြီးဒါစကားတစ်ခုနည်းနည်းကြားဖြတ်ပြောလိုက်တယ်နော်